ဆရာအတ္တကျော်ကိုကျွန်တော်သိတဲ့ဘောကြတာပဲဆူဒိုနင်းဆိုပြီးတော့သူစာရီရေးတော့ကလည်းကျွန်တော်သူ့ကိုမမြင်ဘူးမသိဘူးသူ့စာရီကျွန်တော်ဖတ်ပြီးတော့သဘောကျတယ်အတ္တကျော်ဆိုပြီးရေးတော့လေကျွန်တော်သူ့ကိုမသိဘူးသူ့စာရီဖတ်ပြီးတော့သဘောကျတယ်ဘာလို့သဘောကျတာတုံးဆိုတော့ဒီလူအတော်လွတ်လပ်တဲ့လူပဲလို့စိတ်နဲ့စိတ်ထားလွတ်လပ်တယ်ဘောင်ထဲမှာသူမရှိဘူးဘောင်ထဲမှာသူနေကိုနေတတ်မှာမဟုတ်ဘူးကြည့်ရတဲ့ပုံကဘောင်ဆိုတာကသမယောကြတတ်မှတ်ထားတဲ့စီးတွေကန်းတွေဘောင်တွေကလနာတွေရှိတယ်ဟောပြောပွဲဆိုရင်စာရေးဆရာကမြမယဉ်ကျေးမှုထိမ့်သိမ့်ပြီးတော့တိုက်ပုံကလေးပါလေးဝတ်သွားရတကယ်တော့အိုက်တယ်ဗျကျွန်တော်လည်းမဝတ်ချင်ဘူးကျွန်တော်တို့ကဘောင်ထဲနေတာကျင်သားကြအိုက်လည်းပေဝတ် तू ကမဝတ်ဘူးဘယ်မှာကျွန်တော်ပို့တော့ကြသွားတော့ဆိုရင် तू နဲ့ကျွန်တော်နဲ့ရန်ကုန်မှာတူတူနေပြီးတော့စတင်တွေ့ရှိမိတ်ဆက်ရတာကဗိတ်မြို့မှာဗျဗိတ်မှာကျွန်တော်ကဟောပြောပွဲသွားတော့ तू ကလည်းသူ့ရဲ့လုပ်ငန်းတစ်ခုပေါ့နိုင်ငံသားအတက်လုပ်ငန်းတစ်ခုကိုလုပ်ဖို့သွားရင်းနဲ့တဲတဲ့ဟိုတယ်ကတူတူပဲဟိုတယ်တစ်ခုထဲမှာတဲတယ်နော်စပွန်ဆာလုပ်တဲ့လူကလည်းတယောက်တည်းပဲညကြကျွန်တော်တို့ကိုဟိုတယ်တစ်ခုမှာထမင်းကျွေးမယ်လို့တော့လာကျွန်တော်လာမေးတယ်အတ္တကျော်လည်းဒီဟိုတယ်မှာရောက်နေပါလေတဲ့ထမင်းတူတူကျွေးရမလားအတူစားလို့ဖြစ်ပါသလားတဲ့ဟောဖြစ်ပါရဲ့လို့ခေါ်လာတဲ့ခါကျတော့ကျွန်တော်တို့စားတဲ့ဆိုင်မှာကာရာအိုကေဆိုတော်တွေလည်းရှိပါတယ်သူတချင်းဆိုတယ်ဟာတိတ်ကောင်းတာပဲအဆိုကောင်းများချင်းကောင်းဆိုတယ်ကောင်းတယ်မှပရိုပေါ့နော်ကျေးစားလောက်လူကိုဆိုတတ်တယ်အဲ့ဒီညတည်းကသူနဲ့ကျွန်တော်နဲ့ခင်မင်းရင်းနှီးသွားတယ်နောက်တော့ကျွန်တော်တို့ရန်ကုန်မှာအသက်50ကျော်စာရေးဆရာတွေကိုမြတ်ခိုင်တို့လှုပ်တာပေါ့တချင်းဆိုပြိုင်ပွဲဆိုပြီးတော့လှုပ်တယ်လှုပ်တော့ကျွန်တော်လည်းသူတို့တင်းပါခိုင်းပါတယ်ပါပါတယ်ကျွန်တော်ကမေးပါတယ်ပါတဲ့လူတိုင်းကိုငွေ1000ပေးမလားလို့မြတ်ခိုင်ကပေးမယ်လို့ပြောတယ်ပေးမယ်ပါမယ်လို့သိကြတယ်လေ1000ကတော့ရပြီကောင်းမကောင်းအဲ့ဒီမှာစီကံချက်တွေရှိတယ်အဲ့ဒီစီကံချက်တွေထဲမှာပရိသတ်အားပေးမှုရရင်10မှတ်ပန်းကုန်းတွေပါလာဆွတ်တဲ့လူတွေများရင်ပေါ့10မှတ်အဲ့တော့လူတွေကကိုယ့်လူတွေကိုခေါ်လာကြပါတယ်ဝိုင်းဆွတ်ကြတာပါပဲအဲ့လိုလုပ်ကြတယ်ဗျနောက်တစ်ခါဝတ်စားဆင်ရင်မှုဒါလည်း10မှတ်ကျွန်တော်တို့တတ်တရကလေးတွေစူးစမ်းဝေးရတယ်အဲ့ဒီမှာအတ္တကျော်ပါတယ်ရှင်းဆိုတာပါတယ်ပါတော့ဒီလူဆိုကောင်းပဲကျွန်တော်သိတယ်သူဆိုတဲ့တခြင်းဘောနော်စင်မော်တက်သွားတယ်ကွာကျွန်တော်သူ့သဘောကျသွားပြီသူကအင်ကြီးကျဲသီးတွေကိုအကုန်ဖြုတ်ထားတယ်ဒါကျွန်တော်ဝန်းတာသွားတယ်အ ਨੇ ဆုံးတော့ပြိုင်ဘက်တယောက်ယော့သွားပြီအဲ့တော့ဝတ်စားစီရင်မှုတိတ်တိတ်တတ်ရှိရမယ်စီကန်းနဲ့သူပြုတ်သွားပြီနောက်တစ်ခါတခြင်းဆိုတဲ့ခါကျတော့ခေဟောင်းတခြင်းတစ်ပုတ်ပြကျွန်တော်တခြင်းကိုမမှတ်မိတော့ပါဘူးကောင်းပါလေတခြင်းအဲ့ဒီတခြင်းကို तू ကဒီလူသိတာပဲဗျအင်္ဂလိပ်တခြင်းကိုဘာသာပြန်ထားတာအဲ့တော့ तू ကဒီတခြင်းကိုဆိုပါမယ်ဆိုမြန်မာလူဆိုလိုက်တီးတဲ့ကောင်ကလိုက်တီးပေးတယ်ဒုတိယအကြော့ပြန်ဆိုတဲ့အခါအဲ့ဒါကိုအင်္ဂလိပ်လူဆိုတယ်ဗျမြန်မာလူမဟုတ်ဘူးပိုသေးချာသွားပြီပြိုင်ဘက်ကထပ်ရော့သွားပြန်ပြီသူဘယ်လို့မှမရနိုင်တော့ပါဘူးအဲ့တော့သို့သောအင်္ဂလိပ်လူဆိုတာလေကောင်းနေဗျာမြန်မာလူနောက်တစ်ပိုက်ကိုကူးသွားမြန်မာလူဆိုလိုက်အင်္ဂလိပ်လူပြန်ကောက်လိုက်သူပြိုင်ပွဲဝင်နေတာနဲ့မတူပါဘူးသူလှုပ်ချင်တာကိုလှုပ်ချင်တယ်လို့လှုပ်နေအဲ့ဒီစုကတသိန်းပေးမှာဗျအဲ့ဒီတသိန်းဆိုတဲ့စုရချင်းမရချင်းဆိုတဲ့ကိစ္စသူကောင်းထဲမှာဘာမှမရှိဘူးအဲ့ဒါတွေဟာအသေးဖွဲပဲကျွန်တော်အောက်ကနေထိုင်ကြည့်နေတယ်ဟာတော်တဲ့လူပဲသူ့ကိုဘောင်ခတ်ထားလို့မရဘူးသူဝင်တော့ပြိုင်တယ်လေပြိုင်ဆိုသူပြိုင်မယ်ဆူရဖို့မရဘူးသူကောင်းထဲမှာမရှိဘူး
ကျွန်တော်တို့ကပြိုင်ဆိုပြိုင်နေစုကလည်းရခြင်းသေးတယ်လူချင်းမတူဘဲနဲ့ကြွာချားတယ်ကျွန်တော်သူ့ကိုအားကြတယ်သို့တော့သူ့လိုမလုံနိုင်ဘူးအားကြခြင်းကတစ်မျိုးမလုံနိုင်တာကတစ်မျိုးအဲ့လိုတွေရှိတာပေါ့ရောမလို့ကျွန်တော်ချစ်ခင်တဲ့သဘောကျတယ်အထက်မှာအတ္တကြောပါတယ်လွတ်လပ်တယ်ဗျာဟောသွားတာခုနဘလောက်ကျွန်တော်အဲ့လိုဟောတာသူနဲ့တာပထမဆုံးတူဟောဘူးတဲ့အပွဲပဲကျွန်တော်နားထောင်နေကျွန်တော်တို့စာရေးဆရာကြီးလိုက်ဟောပြောပွဲဟောနေတာဒီလွန်ခဲ့တဲ့နှစ်3-4 ဆရာစပြီးတော့ကျွန်တော်100လောက်တူဟောဘူးပါတယ်သူလိုဟောတာတယောက်မှမတွေ့ဘူးပါဒါနီးစနစ်အသစ်ပါပဲနီးပညာအသစ်ပါပဲလေးစားပါတယ်သဘောကျပါတယ်လို့ဆိုတော့ကိုသူ့လို့မလုပ်ရတာလဲကိုရဲ့အားနည်းချက်ပါပဲလို့ကျွန်တော်ကစပါးချိန်မြင့်တင်ရေးဆိုတော့အရင်ဆုံးတော့ तू ပြောချင်တဲ့ပြစ်မှတ်ကိုထိတယ်နော်တူတူပဲပြောတာအများကြီးမပြောဘူးကျွန်တော်ပြောဘာဖြစ်လို့တူတူပြောတာတုံးဆိုအများကြီးပြောရင်နားထဲမရောက်မှဆိုလို့ပါတဲ့နည်းနည်းလေးပဲပြောခဲ့တယ်ဒါသူ့ရွေချက်ပဲပြစ်မှတ်ထိစေခြင်းတယ်စာဖတ်ပါလို့ပြောရမှာပဲကျွန်တော်ကရိုးရိုးပြောတာသူကတော့ခင်ဗျားတို့မှတ်မိသွားအောင်သေးပေါက်တဲ့တော်ကြီးနဲ့ပြောသွားတာမျက်စိထဲကိုပုံနေပါ री ပေါ်လို့